All ရဲ့နောက်ွယ်ကအတိတ်ပဲ Lily. After all this time. Always. တကယ်တော့ Snape ဟာ Lily တည်ဆုံးသွားတာနှစ်ပေါင်း20နီးပါးကြာခဲ့တာတောင်သူမအပေါ်ထားတဲ့အချစ်ကနည်းနည်းလေးမှမပြောင်းလဲခဲ့ဘူးဆိုတာကိုပြလိုက်တာဖြစ်ပါတယ်။ Snape ရဲ့ Patronus ကပေးတဲ့တက်တည် Wizarding World မှာလူနှစ်ယောက်ကတယောက်ကိုတယောက်အရန်ချစ်ကြရင် Patronus တွေကတူသွားတတ်ပါတယ်။ Lily ရဲ့ Patronus ကတမင်မဒိတ်ဖြစ်ပြီး Snape ရဲ့ Patronus ကလည်း Lily ကိုချစ်တဲ့စိတ်ကြောင့်ဒေါ်ဖြစ်သွားခဲ့တာပါ။ Snape တည်ဆုံးတဲ့အထိသူ့ရဲ့ Patronus ကမပြောင်းလဲခဲ့တာဟာသူ့ရဲ့တည်မြဲတဲ့အချစ်ကိုတက်တည်ပြနေတာပဲဖြစ်ပါတယ်။